အငယ်ကြီးကိုကြောက်တာလား။ဒီနေ့သားတို့ပဲအငယ်ကြီးကိုစားလို့ဘန်မာလို့ပြောတယ်နေရာနေအဲ့ဒီကတောင်းကြည့်စရာကားနေလို့ဒီတော့ချစ်တယ်you I did not live in passion. I will go on. Hei, Nico Seku. You know what? She's a long time down there. Choice so much, so make up. A job will look at it. I'm your son, that's like I'm zero. Stop. ဟ
ကျွန်တော်ပေးတဲ့စီးတွေကိုအမှန်ကအမကြီးကအရင်လေးနှခါဖြန်းထားတာဆိုတော့ဒီတစ်ချိန်ဆိုရင်3ချိန်ရှိသွားပြီနော်ဟုတ်ကဲ့ကိုထုံးမြလည်းသိမှာပါလေဖြတ်တယ်ဆိုတာအုံနောက်ထဲမှာရှိတဲ့သွေးကြောလေးပေါက်ပြီးတော့သွေးခဲသွားတော့လေဖြတ်တယ်လို့ခေါ်တယ်ဗျာအုံနောက်ဆိုတာဦးကောင်းခွန်နဲ့နေရာလက်မရှိကွက်တိရှိနေရတာလေအဲ့ဒီကြားထဲမှာသွေးခဲသွားတာဆိုတော့အဲ့ဒီသွေးခဲလေးကအုံနောက်ကိုဖိမိပြီးတော့အာယုံကျိုးကိုထိလို့လေဖြတ်တယ်ဆိုတာဖြစ်လာတာကျွန်တော်တို့ဘာဆက်လုပ်ရင်ကောင်းမလဲဆရာရွေးချယ်စရာတော့နှစ်နည်းပဲဗျာပထမနည်းကဦးကောင်းကိုဖောက်ပြီးတော့ခဲနေတဲ့သွေးခဲလေးကိုစုပ်ထုတ်မလားဒုတိယနည်းကအစားအသောက်အနေထိုင်ဆင်ခြင်ပြီးခဲနေတဲ့သွေးခဲလေးကိုတောက်စီးနဲ့ပဲဖြည်းဖြည်းချင်းခြေဖြစ်သွားမလားဆိုတာပဲဗျာဆရာပြောတဲ့ပထမနည်းကိုရွေးရင်ဆရာတို့ဘက်ကဘယ်လောက်အာမခံချက်ပေးနိုင်လဲဆရာအဲ့ဒါတော့ကျွန်တော်တို့ကရာလုံးပြည့်အာမခံချက်ပေးဖို့ခက်တယ်ဦးကောင်းကိုဖောက်ပြီးတော့ခဲနေတဲ့သွေးခဲလေးကိုပေါင်းနေတဲ့ထားခုနသွေးခဲလေးနေရာမှာချက်နေရတော့ပြန်ကန်တက်လာအဲ့မှာလည်း effect တွေရှိတယ်ဘယ်နည်းကိုရွေးချယ်သင့်တယ်ဆိုတာဆရာပဲကြံပေးပါလားဆရာအဲ့ဒါတော့ကာယကံရှင်ဆုံးဖြတ်မယ်ကိစ္စပါစောစောကကျွန်တော်ပြောခဲ့တယ်လို့လေးလမ်းတစ်ခုမှာ risk တော့ရှိတယ်ဒါဆိုရင်လည်းဆရာပြောတဲ့ပထမနည်းကအာမခံချက်ပြေဝမပြီးနိုင်ဘူးဆိုတော့အရင်လိုပဲတွေးခဲကိုစီးနဲ့ထိမ့်ပြီးဖြော်ချတဲ့နည်းကိုပဲယူရအောင်ကောင်းပါလေကျွန်တော်ထူးမှရင်တော့စီးဥမှာတိုက်ပါစားတော့နေထိုင်ဆင်ခြင်ပါဆိုတဲ့နေရာမှာလေအထူးသဖြင့်အိမ်မင်းပါဒီကနေ့ရာဟုတော်တော်လေးအိမ်ပါဟုတ်ကဲ့ဆရာ
ခင်ဗျာကျွန်တော်အခုကြည့်ပါလိုအပ်ရင်အချိန်လို့ဆုံးဆက်အားမလား ကျေးဇူးတင်ပါတယ် အေးတာအဖေဒီလိုကဟိုမင်းမေရဲ့ကျမ်းမာရေးရှင်ကနည်းနည်းပို့ဆိုးလာတယ်လို့ပဲအဲ့တော့ဒါဖြစ်နိုင်ရင်အများဆုံးပြန်လာခဲ့ပါလားအေးကောင်းပြီသားကောင်းပြီဒါပဲနော် မဟောင်းကောရကြလားခုပဲသားကိုဆက်ဒါကုန်ကြ